online ကနေငွေလိမ်တဲ့ scam center တွေအကြောင်းကတော့အများစုကြားဖို့ပေးတာခေါင်းစဉ်တစ်ခုပါဒါပေမဲ့ဒီနေ့ကျမတို့အသေးစိတ်လေ့လာမယ့်အချက်လက်တွေကဒီပြဿနာဟာရိုးရိုး cyber crime အဆင့်ကိုကျော်သွားပြီဆိုတာကိုညွှန်ပြနေတယ် online မှာကိုလိမ်လည်နေတဲ့သူဟာတကယ်တမ်းမှာခစ်တစ်ချွန်တယောက်လို့အဓမ္မအစေခိုင်းခံရသူဖြစ်နိုင်တယ်ဆိုရင်တော့ဒီနေ့ဆွေးနွေးမှာကမြန်မာကမ္ဘောဒီးယားနဲ့လာအိုလိုနိုင်လန်တွေရဲ့နေဆက်ဒေသတွေမှာအမြင့်တွယ်နေတဲ့ဒီရာဇဝတ်ကွန်ရက်ကြီးတွေဟာခစ်တစ်လူကုန်ကူးမှုအတွင်းကိုဘလို့ပြောင်းလဲသွားပြီလဲဆိုတာကိုနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အစီရင်ခံစာတွေကဘလို့ဖော်ထုတ်ထားလဲဆိုတာပါပဲဒီရာဇဝတ်လူငန်းကြီးရဲ့လဲပတ်ပုံကိုနားလည်ဖို့ဆိုရင်လေပထမဆုံးငွေကြေးစီးဆင်းမှုကိုကြည့်ရမှာပေါ့ဒေါ်လာဘီလီယံနဲ့ချီတဲ့ငွေမေးတွေကိုဘဏ်တွေကနေဖြတ်လို့မရတဲ့အခါသူတို့အတွက်အလင်းတန်းတစ်ခုကော်လာတယ်အဲ့ဒါကတော့ cryptocurrency ပဲအရင်ကမှဖော်ပြထားတဲ့အဓိကအချက်က crypto ဟာသူတို့အတွက်ရွေးချယ်စရာတစ်ခုမဟုတ်တော့ဘူးမရှိမဖြစ်အသက်သွေးကြောဖြစ်နေတယ်ဆိုတာပဲဒီစရင်တရားကြီးကိုလက်ပတ်ပေးနေတဲ့လူတွေဘလို့ချင်းနေနဲ့ရင်ဆိုင်နေရလဲပြီးတော့နိုင်ငံတကာတိုင်ဝမ်ကတော့ဒီချင်းတွေကိုဘလို့တွန့်ပြန်ဖို့စ조사နေလဲဆိုတာကိုအသေးစိတ်ဆွေးနွေးကြအောင်ကောင်းပြီအဲ့တော့ငွေကြေးကိစ္စနဲ့စလိုက်ကြအောင်ဒီလောက်ကြီးမားတဲ့နိုင်ငံဖြတ်ပြောရာဇဝတ်လူငယ်ကြီးတစ်ခုကသူ့ရဲ့ငွေတွေကိုဘလို့ရွှေ့ပြောင်းနေလဲအဓိကသုံးနေတာက cryptocurrency ဆိုတာသိတာနေပြီမယ်ဘလို့မျိုး crypto တွေကိုသုံးနေရလဲဘာကြောင့်လဲဒီချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်သူတို့အလေးကသုံးနေတာကလေ Bitcoin လိုမျိုးနမေကြီးပြီးဈေးအတက်အကျအရန်ချမ်းတဲ့ coin တွေမဟုတ်ဘူး USDT လို့ခေါ်တဲ့ Tether လို stable coin တွေကိုအဓိကသုံးကြတယ်အော် stable coin တွေပေါ့ဟုတ်တယ်ဘာလို့လဲဆိုတော့ Bitcoin နဲ့လွှဲရင်သူတို့လိမ့်လေရယူထားတဲ့ဒေါ်လာတန်တရာကနောက်နေ့မနက်မှာယူတဲ့ဈေးကျပြီးတန်50ဖြစ်သွားတာမျိုးမလို့ချင်းကြဘူးလေ USDT က American Dollar နဲ့တန်ဖိုးကိုချီထားတာဖြစ်တဲ့အတွက်သူတို့ရဲ့ငွေမြေတွေကိုတည်ငြိမ်အောင်ထိန်းထားနိုင်တယ်ဒါကသူတို့ရဲ့လုပ်ငန်းလက်ပတ်မှုတဲ့အဓိကကြတဲ့အချက်ပဲတမိုင်းဦးကြဘန်စစ်နဲ့လို့စံကြည့်စစ်ဆေးမှုတွေနေနေမဲ့ကန်သက်ချက်တွေမရှိပဲစကန်ပိုင်းအတွင်းကဘာတစ်ပတ်ကိုငွေဘီလီယံနဲ့ချီပြီးလွှဲနေတာကသူတို့တော့အိမ်မက်တွေကိုတကယ်ဖြစ်လာတာပဲဆိုတော့ USDT လာသူတို့တော့ digital dollar လို့ဖြစ်နေတာပေါ့ဒီငွေတွေကဘယ်လိုလိမ်လည်မှုမျိုးတွေကနေအဓိကလာတာလဲအစီရင်ခံစာတွေမှာ pig butchering ဆိုတဲ့အသုံးအနှုန်းကိုခဏခဏတွေ့နေရတယ်အဲ့လောက်ဘာကိုဆိုလိုတာလဲ pig butchering ဆိုတာကတော့လိမ်လည်မဲ့သူကတားကောင်ကိုအချိန်ယူပြီးယုံကြည်မှုတိဆောက်တဲ့နည်းလမ်းမှာတော်တော်လေးရက်ဆက်တဲ့နိုင်မယ်ပဲတကယ်လည်းအဲ့ဒီတိုင်းပဲ online မှာချစ်သူခင်သူလို့ရင်းနှီးတဲ့မိတ်ဆွေလို့ပုံစံမျိုးနဲ့ချင်းကတ်တယ်ပထမတော့ရင်းနှီးမြုပ်နှံမှုအသေးစားလေးတွေလုပ်ခိုင်းပြီးတကယ်အမြတ်ရတယ်လို့မျိုးပြတယ်အော်ယုံကြည်အောင်ရင်လုပ်တာပေါ့ဟုတ်တယ်အဲ့ဒါကဝက်ကိုအစာကျွေးပြီးမွေးမြူနေတာနဲ့တူတယ်တားကောင်ကလုံးဝယုံကြည်သွားပြီသူ့ရဲ့စုငွေတွေအားလုံးဒါမှမဟုတ်ချင်းကားပြီးတော့အထိရင်းနှီးမြုပ်နှံမှုအတူတွေကိုငွေအကုန်ထက်လိုက်တဲ့အချိန်မှာတော့အတားလီတက်လိုက်တယ်လို့ပဲအကုန်လုံးယူပြီးအဆက်တော်ကြီးဖြတ်ပြောက်သွားရောဒီနီလန်ကနေတကဘာလုံးမှာဒေါ်လာဘီလီယံပေါင်းများစွာလိမ်လည်နေကြတာပါဒါတော်လေးကိုစိတ်ပိုင်းဆိုင်ရာချင်လည်မှုနဲ့အချင်းယူတီဆိုးရလိမ်လည်မှုပဲဒီလိုနီးနဲ့ရလာတဲ့ crypto ငွေမြေတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေကချေအခန့်ဖို့မစ조사ကြဘူးလား Financial Action Task Force လို့အဖွဲ့အစည်းတွေကဘာတွေလုပ်နေလဲစ조사နေပါတယ် FATF ကနိုင်ငံတွေကို virtual assets တွေနဲ့ပတ်သက်ပြီးစီးမင်းတွေတင်းကျပ်ဖို့အကြံပြုချက်တွေ PI တွေပေးနေတယ် crypto exchange တွေကိုဘန်ဒီလိုပဲလူခါးတွေအချက်အလက် KYC ပေါ့လေအဲ့ဒါကိုတေချာစစ်ခိုင်းတယ်ဟုတ်ကဲ့ဒါပေမဲ့ပြဿနာကဒီရာဇဝတ် coin တွေကစီးမင်းမရှိတဲ့ unregulated exchange တွေဒါမှမဟုတ်လူလိမ်တွေအတွက်တီးတန့်ဝန်ဆောင်မှုပေးတဲ့ငွေမြေးခွာချတဲ့ကွန်ရက်တွေကိုတုံးနေကြတာပဲအမေရိကမှာဆိုရင်တော့ဒီကိစ္စကိုပိုပြီးအလေးနဲ့ထားလာတယ်ဒေတာရေးဌာနက National Cryptocurrency Enforcement Team ဆိုပြီးတီးတန့် strike force ဖွဲ့ပြီးတော့ဒီငွေကြီးစီးဆင်းမှုတွေကိုနိပညာသုံးပြီးတိုက်ဖြတ်နေတယ်ငွေတွေကိုပြန်လဲသိမ်းဆည်းတာတွေလောက်လာတာတွေ့ရတယ်။ဒါမဲ့ရာဇဝတ်ကောင်တွေကတော့ရှောင်တိန်ဖို့နီလန်အသစ်တွေရှာနေဦးမှာပဲနော်။ဟုတ်တယ်။သူတို့ကအများနဲ့တက်တူတာနေတော့ပဲ။ဒါလာတော့သူတို့ရဲ့ငွေကြေးလဲပတ်ပုံပေါ့။ဒီငွေတွေရဲ့နောက်ွယ်မှာပေးဆက်နေရတဲ့တန်ဖိုးကပိုပြီးကြောက်စရာကောင်းပါတယ်။အဲ့ဒါကတော့လူသားတွေရဲ့ဘဝပါပဲ။ဒီဆက်ရနေရကြီးကိုလဲပတ်ပေးနေတဲ့လူတွေဘလို့အခြေအနေနဲ့ရင်ဆိုင်နေရလဲဆိုတာကိုစက်ကြည့်ကြအောင်။ UNODC ရဲ့ report မှာပါတဲ့ကိန်းဂဏန်းတစ်ခုကကျွန်တော်တို့တကယ်ဒုံလို့စေတယ်မြန်မာနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံထဲမှာတင်လူပေါင်း22တောင်းလောက်အတမတ်စီခိုင်းခံနေရတယ်တဲ့ဒီလောက်များတဲ့လူတွေကဘယ်ကနေဘလို့ဒီစခန်းနေတဲ့ရောက်သွားကြတာလဲအဓိကကတော့လိမ်လဲလက်ထားမှုကနေစတာပဲ Facebook တို့ LinkedIn တို့
Telegram လိုနေရာတွေမှာလာစာအရန်ကောင်းတဲ့ IT support တို့ digital marketing တို့ customer service အလုပ်တွေရှိတယ်ဆိုပြီးအလုပ်ကြော်ညာအတုတွေတင်နေ ။အော်အလုံးနဲ့များတာပေါ့ ဟုတ်တယ်အထူးသဖြင့်ပညာတတ်ဘာသာစကားကျွမ်းကျင်ပြီးအလို့အကံခွင့်လန်းရှားပါနေတဲ့နိုင်ငံတွေကလူငယ်တွေကိုဖြစ်မှတ်ထားတယ်အာရှနိုင်ငံတွေတင်မကဘူးအာဖရိကလက်တင်အမေရိကကလူတွေအထိတောင်ပါလာတာကိုအစီရင်ခံစာတွေမှာတွေ့ရတယ်သူတို့ကတကယ်တရားဝင်အလို့ပိုကောင်းတဲ့ဘဝတဲ့အတွက်မျောလင့်ချက်နဲ့နေဆက်ကိုရောက်လာကြတာပဲ ။ဆိုတော့သူတို့ကအလုပ်တဲ့အတွက်စိတ်လှုပ်ရှားပြီးရောက်လာကြတယ်။ဒါပေမဲ့တကယ်အဲ့ဒီကိုရောက်သွားတဲ့အခါဘာတွေဖြစ်သွားလဲအချင်းတွေကဘယ်လိုမျိုးပြောင်းပြန်ဖြစ်သွားရလဲ အဲ့ဒီကိုရောက်တာနဲ့ထောင်ချောက်ကပိတ်သွားတာပဲသူတို့ရဲ့လွတ်လပ်ခွင့်အားလုံးကိုချက်ချင်းသိမ်းယူလိုက်တယ်နိုင်ငံကူးလက်မှတ်ဖုံးပိတ်ဆန်အိတ်အကောင့်သိမ်းတယ်ပြီးရင်သူတို့ကိုခေါ်လာတဲ့ခီးစိတ်စားစိတ်နေစိတ်အားလုံးအတွက်မင်းတို့မှငါတို့ကိုပြန်ဆက်ရမယ်အချင်းဒေါ်လာ1000-2000ရှိသွားပြီလို့ပြောတယ် ။ဟာကျွေးတင်သွားတာပေါ့ သူတို့အပြင်နဲ့အဆက်အသွယ်ပြတ်တောက်ပြီးအစောအကျက်တင်နဲ့ထားတဲ့အဆောင်အထဲမှာပိတ်လောင်လိုက်တော့တာပဲဒီနေ့ကို12နာရီနဲ့17နာရီထိအနာမရှိအလုပ်လုပ်ခိုင်းတယ်အဓိကလုပ်ရတဲ့အလုပ်ကတော့အစောပြောတဲ့ big butchering လို့လိမ်လည်မှုတွေကိုသူတို့ကိုယ်တိုင်တခြားတွေပေါ်ပြန်လုပ်ရတာပဲ ။ဒါဆိုရင်တားကောင်ကနေတရားခံဖြစ်ကိုအတင်းကျပ်အသွင်ပြောင်းခံလိုက်ရတဲ့သဘောပေါ့။သူတို့ကမလုပ်ချင်ဘူးမြင်းဆန်နေဆိုရင်ဘလို့အကျိုးဆက်တွေရှိလဲ။အရင်အမျက်တွေကဇလန်းတွေကတော်တော်လေးကြောက်စရာကောင်းတယ် ဟုတ်တယ်ခုခံရေးစာမှုမှန်သမျှကိုရဆက်တဲ့နီးတွေနဲ့နေနေတယ်တတ်မှတ်ထားတဲ့ပင်မခိုတာပေါ့လေအဲ့ဒါမပြည့်ရင်ဒါမှမဟုတ်အမိတ်မနာခံရင်အစာရေးစာဖြတ်တောက်တာတယောက်ထဲအမောင်ခင်းထဲမှာပိတ်လောင်တာတွေလုပ်တယ် ။อืม ပိုဆိုးတာကရုပ်ပိုင်းဆိုင်ရာညင်ပန်းနေစမှုတွေပဲဝါယာချိုးတွေဘေးစဘောတုတ်တွေနဲ့ဝိုင်းရိုက်တာတတ်လိုက် shocks ပေးတာမျိုးတွေအထိလုပ်ကြတယ်လွတ်မြောက်လာသူတွေရဲ့ထွက်ဆိုချက်တွေအရတချို့ဆိုရင်သူတို့ရှေ့မှာပဲတခြားသူတွေတေးတီအထိရိုက်ညက်ခံရတာကိုမြင်ခဲ့ရတယ်လို့ဆိုတယ် ကြောက်စရာကြီးပဲ ဒါကရုပ်ပိုင်းဆိုင်ရာနာကျင်စေဖို့ထက်ကြံတဲ့သူတွေအလုံးကြောက်လန့်ပြီးမလန်ရဲအောင်စိတ်ပိုင်းဆိုင်ရာအရာချိုးနှိမ်လိုက်တာပဲ အဲ့ဒီထဲမှာအစိုးဆုံးလို့ပြောလို့ရတဲ့ချက်တစ်ခုကကျွေးမီဖြင့်ချီနှောင်ခြင်းပေါ့တက်ပေါင်းတဲ့ဆိုတဲ့စနစ်ပဲဒီကျွေးတွေကတကယ်ရောရှိလို့လားဒါမှမဟုတ်သူတို့စိတ်ကူးရင်ဖန်တီးထားတဲ့ကနန်းနေလားလွတ်မြောက်လာတဲ့သူတွေအတွေ့အကြုံအရာဒီကျွေးတွေကိုဘယ်လိုမျိုးတွက်ချက်ပြတာလဲ ဒါက Kit John Busey ရဲ့အဓိကအင်္ဂါရပ်တစ်ခုပဲအဲ့ဒီကျွေးတွေကလုံးဝစိတ်ကူးရင်ဖန်တီးထားတာသူတို့ကအလုံးမလုံးနိုင်လို့အပစ်ပေးခံရရင်တောင်တန်းကြီးဆိုပြီးအကျွေးတဲ့ထပ်ထဲတယ် ။အော်ဒီလိုလား နေမကောင်းလို့ဆေးကူရရင်ဆေးဖို့ကိုအစားပေါင်းများစွာတင်ပြီးအချွေးတဲ့ထပ်ပေါင်းတယ်ဆိုတော့ဒီအချွေးကဘလို့မှကျေနိုင်စရာမရှိဘူးအဲ့ဒီဘလို့မှပြန်ဆက်နိုင်စွာမရှိတဲ့ကျွေးမီအတူတစ်ခုကိုဖန်တီးပြီးတော့သူတို့ကိုအဆုံးမရှိတဲ့အဓမ္မဆေးခိုင်းမှုဆက်ဝိုင်းထဲမှာပိတ်လောင်ထားလိုက်တာဒါကြောင့်ဒီပြဿနာကိုကုလသမဂ္ဂရဲ့လူကုန်ကူးမှုဆိုင်ရာ protocol Palermo protocol ကလူကုန်ကူးမှုလို့တိတိကျကျတတ်မှတ်ရခြင်းဖြစ်ပါတယ် ဒီစီရင်ခံစားတွေကိုဖတ်ရင်ကျမအံဝမ်းမိဆုံးချက်ကတော့ဒီလုပ်ငန်းနဲ့ရဲ့တစ်နှစ်ဝင်ငွေပဲဒေါ်လာဘီလီယံ40လောက်ရှိနိုင်တယ်လို့ခန့်မှန်းထားတယ်ဒါမြန်မာနိုင်ငံရဲ့ GDP တိုးဝက်လောက်ရှိတယ်ဒီလောက်ကြီးမားတဲ့ငွေပမာဏကဘယ်တွေကိုစီးဝင်နေလဲဆိုတော့စဉ်းစားကြည့်ရင်တော့ကြောက်စရာပဲဒါကရာဇဝတ်ကွမ်းငယ်လေးတွေရဲ့ပြဿနာအဆင့်မဟုတ်တော့ဘူးဆိုတော့ရှင်းနေပြီ ဒီကိုထိန်းချုပ်ထားတဲ့လက်နက်ကိုင်အဖွဲ့တွေအကျင့်ပြခြားစားနေတဲ့ဒေသဆိုင်ရာအာဏာပိုင်တွေစီကိုတိုက်ရိုက်စီးဝင်နေတယ် ။အော်အဲ့ဒီလိုချိတ်ဆက်မှုတွေရှိတာကော ဟုတ်တယ်သူတို့ဟာဒီ scam center တွေကိုအကာအကွယ်ပေးထားတဲ့အတွက်ထမယုတ်ကြရဲလုပ်ငန်းနဲ့ဝင်ရောက်ဖမ်းဆီးဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့လောက်ပဲတချို့နေရာတွေမှာဆိုရင်ဒီလုပ်ငန်းတွေကဒေသရဲ့အဓိကစီးပွားရေးတောင်ဖြစ်နေတယ်ဒါကြောင့်ဒီပြဿနာကရာဇဝတ်မှုဆိုတာထက်နိုင်ငံရေးစီးပွားရေးလုံခြုံရေးပြဿနာတွေနဲ့ပါရှုပ်ထွေးစွာဆက်ဆက်နေတယ် ဒီလိုအခြေအနေမှာနိုင်ငံတကာအတိုင်းအပိုင်းကဘလို့တုံ့ပြန်နေတယ်လဲ American နိုင်ငံသားရေးဌာနရဲ့နှစ်စဉ်ထုတ်ပြန်တဲ့ Trafficking in Persons Report မှာဆိုရင်မြန်မာနိုင်ငံကိုလူကုန်ကူးမှုနဲ့ပတ်သက်ပြီးအဆင့်အနှိမ့်ဆုံးဖြစ်တဲ့အနီရောင်ဆုံး Tier 3မှာထားရှိထားတယ်နော် Tier 3ဆိုတာဘာကိုဆိုလိုတာလဲဘလို့တရားမှုရှိနိုင်လဲ Tier 3မှာထားတယ်ဆိုတာကအခြေအနေအဆိုးဆုံးဆိုတာကိုပြတဲ့အပြင်းထန်ဆုံးတန်တမာရေးရာတတိပေးချက်ပဲအဓိပ္ပာယ်ကတော့အဲ့ဒီနိုင်ငံရဲ့အစိုးရဟာလူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်အနှိမ့်ဆုံးစံနှုန်းတွေကိုလိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အပြင်တိတိတသာကြိုးပမ်းဆောင်ရွက်မှုလည်းမရှိဘူးလို့သတ်မှတ်တာပဲဒီအစီရင်ခံစာမှာပို့ပြီးတိုက်ရိုက်ကြတဲ့ဖော်ပြချက်ကစစ်အစိုးရနဲ့သူ့ရဲ့မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့တွေဟာဒီ scam center တွေကိုအကာအကွယ်ပေးနေတယ်တချို့နေရာတွေမှာတိုက်ရိုက်ပါဝင်ပတ်သက်နေတယ်ဆိုတာကလူကုန်ကူးမှုကိုလက်ခံအားပေးရရောက်တယ်လို့တိတိကျကျဆွဆွဲထားတယ်
ဒါဆိုရင်အရေးယူပိတ်ဆို့မှုတွေအထိဖြစ်လာနိုင်တဲ့သဘောပေါ့ ဟုတ်တယ်အဲ့ဒီထိဖြစ်လာနိုင်တဲ့အခြေအနေတစ်ခုပါ ဒီလိုနိုင်ငံတကာရဲ့ဖိအားပေးမှုတွေအပြင် UNODC နဲ့လူခွင့်ရေးအဖွဲ့တွေကလည်းနိုင်ငံတကာကိုတောင်းဆိုမှုတွေပြုလုပ်နေတယ်လို့သိရတယ်။သူတို့ရဲ့အဓိကတောင်းဆိုချက်ကဘာဖြစ်မလဲ အဓိကတောင်းဆိုချက်ကတော့လေဒီပြဿနာကိုဘလို့မြင်တယ်လဲဘလို့အတုံးနှုံတုံးတယ်လဲဆိုတဲ့အပေါ်မှာအခြေခံတယ်ဒီပြဿနာကို cyber scam လို့ရိုးရိုးသတ်မှတ်တာမျိုးမဟုတ်ပဲလူကုန်ကူးမှုနဲ့အဓမ္မစေခိုင်းမှု human trafficking and forced labor လို့တရားဝင်သတ်မှတ်ပြီးကိုင်တွယ်ဖို့ပဲ ။အော်အတုံးတုံးကရေးကြီးတာကို ဟုတ်တယ်ဘာလို့လဲဆိုတော့အတုံးနှုံးကကိုင်တွယ်ဖြစ်ရှင်းရမယ့်နည်းလမ်းကိုအများကြီးတက်ရောက်မှုရှိလို့ပါ cyber scam လို့ပြောလိုက်ရင်ဒါကနီးပညာပိုင်းဆိုင်ရာရာဇဝတ်မှုပိုင်ဆိုင်မှုဆုံးရှုံးမှုအဖြစ်ပဲမြင်ကြတယ်ဒါပေမဲ့ human trafficking လို့သတ်မှတ်လိုက်မှဒါသားကောင်ဖြစ်နေတဲ့လူတွေကိုကဲဆယ်ရေးပြန်လဲထူထောင်ရေးနဲ့လူအခွင့်အရေးရှုထောင့်ကနေချင်းကပ်မှာဖြစ်ပါတယ် ဒါမှပိုက်မိနေတဲ့သူတွေကိုတရားခံဖြစ်မဟုတ်ပဲတားကုန်ဖြစ်အတိအမှတ်ပြုပြီးအကောက်ကွယ်ပြီးနိုင်မှာပေါ့နော် အတိကြပဲ ဆိုတော့ဖြည့်ရှင်းမှုအတွက်လက်တွေ့ကြတဲ့နည်းလမ်းတွေကဘာတွေဖြစ်နိုင်မလဲအရင်မြစ်တွေကဘယ်လိုအကြံပြုထားလဲ ကေချင်းတွေကရှုထောင်ပေါင်းစုံကနေချင်းကပ်ဖို့လိုတယ်ပထမဆုံးကတော့ရာဇဝတ်ကွိုင်းတွေရဲ့အထက်တွေရောက်ဖြစ်တဲ့ cryptocurrency စီးဆင်းမှုတွေကိုနိုင်ငံတကာဗန်ဒါရေးဖွဲ့စည်းနေပူပေါင်းပြီးဖျက်တောက်ဖို့ခြေရာခံပြီးတင်းစီဖို့လိုတယ် ငွေကြေးလမ်းကြောင်းကိုပိတ်ဖို့ပေါ့ ဟုတ်တယ်ဒုတိယအချက်ကနေဆက်တွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ပြီးလူတွေထပ်ပြီးလက်ဖြောခေါ်ဆောင်မခံရအောင်တားဆီးဖို့အသိပညာပေးမှုတွေတိုးမြင့်ဖို့လိုတယ်အရေးကြီးဆုံးကတော့ပိတ်မိနေတဲ့သူတွေကိုကယ်ဆယ်ဖို့အတွက်တပ်ဆိုင်ရာနိုင်ငံတွေကြားတမန်ရရရောလက်တွေ့မြေပြင်မှာပါပိုပြီးပြင်းထန်တဲ့ပူပေါင်းဆောင်ရွက်မှုတွေလိုအပ်တယ်ဒါပေမဲ့ဒီလုပ်ငန်းတွေကဥပဒေစိုးမိုးမှုမရှိတဲ့နေရာတွေမှာဖြစ်နေတာကြောင့်ဒါကအကြီးမားဆုံးစိန်ခေါ်မှုပဲ ဒီနေ့ဆွေးနွေးဖက်ချက်လက်တွေကိုအကျဉ်းချုပ်ရရင်ခေတ်မီနည်းပြဖြစ်တဲ့ cryptocurrency ကအားဖြည့်ပေးထားတဲ့ online ခွင့်လင်းလုပ်ငန်းတွေဟာတကယ်တမ်းမှာတော့ခေတ်တကျွံပြုစနစ်ဖြစ်တဲ့လူကုန်ကူးမှုပေါ်မှာအခြေတည်ပြီးတိစောက်ထားတဲ့အေယာမရာဇဝတ်ကွန်ရက်ကြီးတစ်ခုဖြစ်နေတယ်ဆိုတာပါပဲတာနည်းပညာဗနာရေးနဲ့လူခွင့်ရေးချိုးဖောက်မှုတို့အားလုံးပေါက်ဆက်နေတဲ့ရှုပ်ထွေးလာတဲ့ပြဿနာတစ်ခုပါ အတိအကျပဲဒီပြဿနာရဲ့အတိုင်းအတာကလူသိန်းပေါင်းများစွာနဲ့ဒေါ်လာဘီလီယံပေါင်းများစွာအထိကြီးမားနေပြီးနိုင်ငံရေးဗနာရေးနဲ့လူခွင့်ရေးရှုထောင့်ပေါင်းစုံကနေရှုပ်ထွေးစွာဆက်ဆက်နေပါတယ်ဒါကြောင့်နိုင်ငံတစ်ခုတည်းအဖွဲ့အစည်းတစ်ခုတည်းကဖြည့်ရှင်းလို့မရပဲနိုင်ငံတကာရဲ့စုပေါင်းညီညာတဲ့ကြိုးပမ်းမှုနဲ့မှသာဖြည့်ရှင်းနိုင်မှာဖြစ်ကြောင်းအရေးမြစ်တီကအခိုင်အမာဆူထားပါတယ် ဟုတ်ပါပဲ ဒါဟာနီးပညာရာဇဝတ်မှုကိုတိုက်ဖြတ်နေတာတင်မကပဲလူကုန်တိတ်ခါကိုကာကွယ်နေရတဲ့တိုက်ပွဲတစ်ခုလိုဖြစ်နေပါပြီ တွေကိုဘလို့အတုံးတို့ခံသွားနိုင်လဲဆိုတာကိုတွေးခဲ့ရပါတယ်။ဤပညာတွေဟာစီးမြင့်ဥပဒေတွေထပ်ပိုးမြောက်အောင်တိုးတက်ပြောင်းလဲနေတဲ့ဒီနေ့ခေတ်မှာ artificial intelligence လိုမျိုးပို့ပြီးအစွမ်းထက်တဲ့ဤပညာတွေပေါ်လာတဲ့အခါနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုတိုက်ဖြတ်ရမှာဘလို့စိန်ခေါ်မှုအသစ်တွေပေါ်ပေါက်လာနိုင်မလဲပြီးတော့ဒီနည်းပညာတွေကိုဖန်တီးသူတွေမှာတော့သူတို့ရဲ့တီထွင်မှုတွေအခုလိုအလွဲသုံးစားမခံရအောင်တားဆီးဖို့ပဲအတိုင်းအတာအထိတာဝန်ရှိနေမလဲဆိုတာကတော့ကျမတို့အားလုံးထလေးလေးနက်နက်စဉ်းစားစရာမေးခွန်းတစ်ခုပါပဲ